ကိုမင်းမူပိုင် ခင်ဗျာ ဒီနေ့မျက်နှာလေးမကောင်းပါလားဘာဖြစ်တာလဲရှင်းအောင်ပြောလေစင်နာတော့ပေးမယ် ဘာမှမဖြစ်ဘူးကိုနေရာမှာဒါကိုထိုင်နေပါမမြတ်တဲ့စင်ခါ အိုးဆရာရဲ့သစင်းဆောင်လိုက်တာခါတိုင်းလေဒီလိုပြောနေကြပဲ ကျုံမမြတ်တဲ့စင်ခါနဲ့အလုံကျောင်းကလွဲပြီးဘာခိစ္စမှမပြောခဲ့ဘူးထင်တယ် အေးရမပြောဘူးလေအခုပြောဖို့ဆရာရဲ့ဆရာပြောတော့နားထောင်ချင်တော့ပါ ကျုံမှာခမည်းကိုပြောဘာစကားမှမရှိဘူးကိုနေရာမှာဒါကိုပြန်ထိုင်မှာတယောက်ယောက်ဝင်တော့လို့ဒီမြေခွေးကိုမြင်တော့ရင်မသိတော့ ဆရာကလည်းသူကဆရာခွင့်မချက်မရပဲဝင်မလာရဲပါဘူး မမြတ်တဲ့စင်ခါခမည်းမိန်းကလေးတယောက်ဆိုတာမေ့နေသလားယောက်ျားလေးတယောက်ကိုအခုလိုပုတ်တီးပုတ်တက်လုံနေတာမိမတိတ်ခါကြားတယ် ဆရာရဲ့ဟန်ဆောင်မနေပါနဲ့ရှင်တပတ်လို့တာလေ ပါရိုက်လိုက်တာလေမိရဲ့မသိဘူးလားထိုက်ရိုက်ပြရမလား ဆရာ အမိဆရာဆိုတာကအမိဘက်ကပါမဲသူမဟုတ်ဘူးကွကိုဘက်ကပါမဲသူ ဆရာဒီတိုင်းမှကြည့်နေရောမလားလို့ရှင်ကိုရိုက်ပြီးပြောဆိုနေရအချောက်ကြီးချနေရော ငါကိုနေဒီလိုခေါ်တယ်ဘာဆောက်ကြောင်းမှမရှိ ဟမ် ကဲပါမိရဲ့ကြားရမလားကြားရင်လည်းဒိုးလိုက်တော့ ပါကီစနဲ့ကျမသွားမှာလဲကျမဆရာတွေ့ရင်ဘူးနော်ရှင်သာထွက်တာမှာ မင်းကိုဒီနေ့ကစပြီးလှုပ်ထုတ်လိုက်ပြီမျက်နှာကြည့်ပါငါတခါတည်းထည့်ပေးထားတယ် ဆရာ သွားပါတော့ဆိုအမိရဲ့ထိုက်ရိုက်ခံခြင်းနေသလား ရှင်တို့ကျမကြောင့်သိစေရမယ် မင်းမူပိုင် ခမညာကိုမောင်းရှိပါလေဘာလို့ဒီလောက်អော်နေရတာတော့ အတော်အထိခံခြင်းနေသလား မဟုတ်ပါဘူးကိုကြီးမောင်ကကိုမလာသေးလို့စောင့်နေတာအဲ့စစ်မှာဘာလေးညာလေးနဲ့မောင်လာထိနေတာပါဗျာ အော်အဲ့လိုထိနေဒီလိုတိုးထုတ်လို့မရဘူးလား ကို